Hello အားလုံးမင်္ဂလာပါတယ်လီဖုန်းနဲ့ပြန်ပြီးကြိုဆိုပါရစေအခုဒီအပြောင်းရွှေ့ရပေါ့နော်ကျွန်တော်တို့ရဲ့ဒီကစားသမားကြားတဲ့ကွင်းဆက်ကအခုလီဗာပူးဆင်းကိုဒန်ဒီချိန်တွေတခုတည်းဖြစ်သွားပြီပေါ့နော်အဲ့ဒါကျွန်တော်အရင်ဘက်တွေက here we go သွားပြီကျွန်တော်တို့ဟိုပြောင်းရွှေ့ကြရလဲ30 plus 5တန်း bonus 5တန်းနဲ့35တန်းပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ here we go သွားကစားသမားနဲ့လီဗာပူးဆင်းနဲ့လည်းပြောင်းရွှေ့ဆိုင်ရာသဘောတူညီမှုအားလုံးပြီးသွားပြီဒါပေမဲ့ဒီကလပ်လီဗာပူး FC နဲ့ကျွန်တော်တို့ဒီလီဗာပူးဆင်းနဲ့ကတော့နောက်ဆုံးဒီအပြောင်းရွှေ့အသေးစိတ်ပေါ့နော်ကျန်တဲ့အချက်လက်တွေကျွန်တော်တို့ buy back clause တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေဆွေးနွေးနေရဆိုပြီးတော့ကျွန်တော်သိရတယ်အဲ့ဒါတော့ဒီနေ့မှပြီးမြောက်ခဲ့ပြီဘာလို့လဲဆိုတော့လီဗာပူးကဒီ2029မှာပြန်ခေါ်ခွင့်ရရှိမယ်2026မဟုတ်ဘူး2029မှာစပြီးပြန်ခေါ်ခွင့်ရှိမယ်ပြန်ခေါ်တဲ့ပြောင်းရွှေ့ခြင်းရလဲတန်း60ခန့်တန်မိုးရှိတဲ့မှသဘောတူညီချက်ပါတယ်ပေါ့နော်ပြောချင်တာကတော့2029မှာတန်း60နဲ့ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ခေါ်လို့ရတယ်ဆိုတော့ buy back clause ကအခုဒီနေ့မှ Fabrizio Romano ရဲ့ဖော်ပြချက်အရသဘောတူညီမှုရသွားပြီအဲ့တော့ဘယ်လိုမြင်ရလဲပေါ့နော်ဟိုတန်တယ်လို့တင်တာပြီးတော့ဒီပြောင်းရွှေ့ကို Richard ကိုဘယ်လောက်ထိrating ဘယ်လောက်ပေးခြင်းလဲပေါ့နော်ကျွန်တော်တော့သဘောကျတယ်ဘာပြောဒီကစားသမားကဒီပွဲတက်ခွင့်ရေပောက်ကိုစမှာပွဲတက်ခွင့်လည်းရမယ်နောက်ပြီးတော့လို့ရှိရင်ဒီလေဘောကအခုချိန်မှာကိုနာတီတို့ဘာလို့လဲတိတ်မတိကြတာဖြစ်တဲ့အတွက်ဒီမတ်ဂူဟီတို့တခြားဟက်တိုတို့ခေါ်ပြီးတော့လုံးဝဘယ်လိုပြောရလဲနည်းနည်းအဆင်ပြေပြီးတော့လီဗာပူးကြည့်ရတော့ဗျာကျွန်တော်ဒီနောက်တဲ့2နှစ်လောက်ဆိုလို့ရှိရင်ဘာဂျီကမရှိတော့ဘူးတေချာဘာဂျီကထွက်တော့မှာအဲ့တော့ဘာဂျီနေရာမှာအစားထိုးဖို့အတွက်တခြားအသင်းမှာလည်းသူပေါ်တက်ခွင့်ရမယ်ဒီဥစ္စာလည်းပြန်ကုန်ခွင့်ထည့်ထားတာဖြစ်တဲ့အတွက်တော်တော်လေးကောင်းတဲ့အရွေးတစ်ခုလို့ကျွန်တော်မြင်ပါတယ် positive အရင်ဆန်ပါတယ်အဲ့တော့သဘောပရိသတ်တွေဘယ်လိုမြင်ကြလဲဒီပြောင်းရှင်နဲ့ပတ်သက်ပြီးကွန်မန့်မှာဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်